ခွေးကျင့်ခွေးကြံတနေ့မှာတော့တော်ကစားထွက်လာတဲ့ဘရင်ကရွာနီးမြက်ခင်မှာတိုးအုပ်ကြီးကိုတွေ့လိုက်ရတဲ့အတွက်သူနဲ့အတူမြင်းစီးပြီးတော့ဘေးချင်းကိုရှင်လိုက်လာတဲ့ပညာရှိအမတ်ကြီးကိုမေးလိုက်ပါတယ်အမတ်ကြီးဘယ်မှာပဲကြည့်လိုက်တိုးတွေကအုပ်စုလိုက်တွေ့ရတတ်တယ်နော်ခွေးတွေတော့ဘာဖြစ်လို့အဲ့လိုမျိုးအုပ်စုလိုက်မတွေ့ရလဲမှန်လားပါအရှင်မေကြီးရဲ့မိကိုမနှက်ဖန်မှာဖြေပြရစီဖျားကောင်းပြီလေအဲ့နေ့နန်းတော်ပြန်ရောက်လာတဲ့ညနေမှာတော့အမတ်ကြီးကအခန်းတစ်ခန်းကိုပြင်ဆင်စီသွားတယ်အခန်းတစ်ခန်းထဲမှာတော့အသားပုံကြီးတစ်ပုံချထားပြီးခွေးကောင်20ကိုထည့်ပြီးတော့ပိတ်ထားလိုက်ပါတယ်အခြားအခန်းထဲမှာတော့မျက်ထုံးတွေကိုချပြီးသိုးကောင်20ကိုအခန်းအတွင်းမှာမောင်းသွင်းပြီးတော့တကားပိတ်ထားလိုက်ပါတယ်နောက်တနေ့မနက်မှာတော့အမတ်ကြီးကသူစီမံထားတဲ့အကြောင်းအရာတွေကိုမင်းကြီးကိုရှောက်တင်ကအခန်းများစီကိုခေါ်ဆောင်လာခဲ့ပါတယ်ပထမခွေးတွေထည့်ထားတဲ့အခန်းကိုဖွင့်လိုက်ပါတယ်ဘီရင်အံ့အားတန်သွားတယ်ခွေးတွေအားလုံးအသက်ပြောင်းနေအခန်းထဲမှာချထားတဲ့အသားပုံကြီးကတော့နေရာမပြတ်ရှိနေခွေးတကောင်မှအသားပုံစားသွားတဲ့ပုံမပေါ်ဘူးနောက်တစ်ခါဘရင်ကြီးကိုခေါ်ပြီးတော့ဖွင့်ကြည့်ကြတယ်သူတို့အားလုံးလေးလျောင်းပြီးအိပ်စက်နေကြတယ်အခန်းထဲမှာချပေးထားတဲ့ညက်တွေလည်းမရှိတော့ဘူးအဲ့ဒီဖြစ်ပျက်တွေကိုဘရင်ကြီးကိုအမတ်ကြီးကပြသပေးပြီးတဲ့နောက်ခွေးတွေကသူတို့ကိုကြွေးထားတဲ့အသားတွေကိုတစ်စမ်းမှမစားဘဲနဲ့တေကုံကြခြင်းကတော့တကောင်နဲ့တကောင်တိုက်ခိုက်ပြီးတကူကောင်းဆန်ခြင်းကြောင့်ပါဖေ။သူတွေကတော့အေးချမ်းစွာမျှဝေစားတတ်တဲ့အလေးထားကြောင့်အသက်ရှင်ကနေထိုင်နိုင်ခြင်းဖြစ်ကြောင်းပါဖေ။လို့ရှောက်ကြပါတယ်။ခွေးတွေကအုပ်စုလိုက်ဖွဲ့ပြီးတော့နေထိုင်တတ်တဲ့အလေးထားနေပါတယ်။အကောင်နဲ့စုမြင်တသနာရှာပြီးတော့မှန်ဖီတတ်တယ်။အစားအစာနဲ့ကောင်းမှအတွက်ဆိုရင်ခွေးတွေကတကောင်နဲ့တကောင်မညမတကြိုက်ကြမှန်ဖီတတ်ကြတယ်။ရှေးလူကြီးတွေကခွေးလိုမနေနဲ့သူတွေလိုနေလို့ဆုံးမကြခြင်းကတော့တကောင်နဲ့တကောင်မကြိုက်ပဲနဲ့ငြိမ်းချမ်းစွာနဲ့အတူတကွမျှဝေတတ်တဲ့စိတ်ရှိတဲ့လူပောင်ဖွဲ့စည်းရတာတိုးတက်စီပင်ဖွံ့ဖြိုးမှဖြစ်ကြောင်းပြဆိုခြင်းဖြစ်ပါတယ်။ခွေးတွေလိုမျိုးငါအတွက်ငါဟာငါဥစ္စာဆိုပြီးတော့လောဘတက်ကြရင်တော့သိကြမယ်။အတ္တလောဘနဲ့တကူကောင်းစိတ်မွေးတဲ့သူတွေကခွေးတရံနဲ့တူတယ်။သူတွေလိုမျှဝေစိတ်ထိုင်ရှင်ကြမယ်။သူ့ဘက်ကိုယ်ဘက်သူ့အတွက်ကိုယ်အတွက်ညတ်တာစွာနေထိုင်တဲ့သူကသူ့တရံနဲ့တူပါတယ်။